အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့နီးပညာ channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ပြောပြပေးချင်တာကတော့မြန်မာပြည်က iPhone ဝါသနာရှင်တွေဒါမှမဟုတ် iPhone ကိုစပြီးကင်ကြည့်ခြင်းသူတွေအတွက်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါအဲ့ဒါကတော့2024မှာထွက်လာတော့မယ်လို့သတင်းတွေအများကြီးထွက်နေတဲ့ iPhone SE အသက်အကြောင်းပဲဖြစ်ပါတယ်မြန်မာပြည်ဈေးကွက်အတွက်တကယ်တန်လားဘယ်သူတွေဝယ်သင့်လဲဆိုတာကိုအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်။ကဲစလိုက်ရအောင် iPhone SE ဆိုတာ Apple ရဲ့ဈေးအသက်သာဆုံး iPhone series လို့လူသိများပါတယ်။သူက Apple ရဲ့ ထိပ်တန်း chip တွေစွမ်းဆောင်ရည်တွေကိုဈေးသက်သာနဲ့ပေးနိုင်တဲ့အထက်အမြဲတမ်းလူကြိုက်များခဲ့ပါတယ်။အခု2024 model မှာရောဘာတွေထူးခြားလာမလဲ။ပထမဆုံးအနေနဲ့ဒီဇိုင်းပိုင်းကိုကြည့်အောင်။ဒီဇိုင်းနဲ့မျက်နှာပြင်အကြီးမားဆုံးမေးခွန်းကတော့ iPhone SE 2024ကဘယ်လိုဒီဇိုင်းနဲ့လာမလဲဆိုတာပါပဲလက်ရှိ SE မျိုးဆက်တွေလိုပဲ iPhone 8ပုံစံ Touch ID ပါတဲ့ခလုတ်ကြီးနဲ့ပဲလာမလားဒါမှမဟုတ် iPhone XR 11ပုံစံ Face ID နဲ့မျက်နှာပြင်အပြည့်ဒီဇိုင်းကိုပြောင်းသွားမလားသတင်းတွေကတော့ Apple ကကုန်ကျစရိတ်ကိုထိန်းချုပ်ဖို့အတွက်အရင်ဒီဇိုင်းဟောင်းတွေကိုပြန်လဲအသုံးပြုတတ်တဲ့အလေးအထားရှိတာကြောင့် iPhone 8ဒီဇိုင်းနဲ့ပဲဆက်လာဖို့များပါတယ်ဒါပေမဲ့မျက်နှာပြင်အရွယ်အစားကတော့ပိုကြီးလာပြီး 4.4 လက်မကနေ 5.4 လက်မဒါမှမဟုတ် 6.1 လက်မအထိဖြစ်လာနိုင်ကြီးရှိပါတယ်။ဒါဆိုရင်ဗီဒီယိုကြည့်ရတာ game ဆော့ရတာပိုအဆင်ပြေလာမှာပါ။စွမ်းဆောင်ရည် processor ဒီနေရာမှာတော့ iPhone SE ကအမြဲတမ်းထိပ်တန်းစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။2024 model မှာလည်းအနည်းဆုံး A16 Bionic ဒါမှမဟုတ် A17 Pro လိုမျိုးနောက်ဆုံးပေါ် chip ကိုထည့်သွင်းလာမှာသိချပါတယ်။ဒီလို chip ကဘာကိုဆိုလို့လဲဆိုတော့တင်းရဲ့ဖုန်းကဈေးကြီးတဲ့ iPhone 15 Pro ဒါမှမဟုတ်16 Pro လောက်နေပါမြန်ဆန်ပြီး game ဆော့တာဗီဒီယိုဖြတ်တဲတာ app တွေအများကြီးတစ်ပြိုင်နက်သုံးတာတွေမှာလုံးဝကိုအကောင်းဆုံးထင်နေမှာပါအားတင်းစရာကောက်တာကဈေးသက်သာတဲ့ဖုန်းတစ်လုံးကထိပ်တန်းဖုန်းတွေနဲ့စွမ်းဆောင်ရည်ချင်းရင်ပြိုင်နိုင်တာပါဒါပြင် Apple ရဲ့ software update ထောက်ပံ့မှုကြောင့်ဒီဖုန်းကို9နှစ်6နှစ်အထိအေးဆေးသုံးလို့ရမယ်ဆိုတာမမေ့ပါနဲ့ကင်မရာ iPhone SE ရဲ့ကင်မရာကတော့တလုံးနဲ့ပဲဖြစ်ဖို့များပါတယ်ဒါပေမဲ့ Apple ရဲ့ computational photography နည်းပညာတွေကြောင့်ဓာတ်ပုံအရွယ်အစားကတကယ်ကိုကောင်းမွန်နေအောင်ပါ Portrait mode Smart HDR လိုမျိုး feature တွေကဒီဖုန်းမှာလည်းပါလာမှာပါဆိုတော့ကင်မရာအရွယ်အစားထက်အရွယ်အစားကိုပိုလေးခါနေသူတွေအကြက်ကလုံလောက်တဲ့ကင်မရာပါပဲ battery တပ်တန်အရေးကြီးဆုံးအချက်တစ်ခုက battery ပါရခင် SE တွေမှာ battery ကတိတ်မကောင်းဘူးဆိုတဲ့ဝေဖန်မှုတွေရှိခဲ့တယ်2024 model မှာတော့ battery ပိုကြီးလာပြီးကြာရှည်ခက်လာမလားဆိုတာစောင့်ကြည့်ရမှာပါအခုခေတ်မှာဖုန်းကိုတနေ့ကုန်သုံးနိုင်ဖို့ဆိုတာမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်နေပါပြီ 5G ချိတ်ဆက်မှုဒီခေတ်မှာ 5G ကမရှိမဖြစ်ပါပဲ iPhone SE 2024မှာလည်း 5G ပါလာမှာသိချပါနဲ့ဒါကြောင့်အနာဂတ်အတွက်စိတ်ပူစရာမလိုပဲမြန်နူးမြင့်အင်တာနက်ကိုအသုံးပြုနိုင်မှာပါမြန်မာပြည်ဈေးကွက်အတွက်တန်ဖို့ကဲအခုမြန်မာပြည်ကပြည်သက်တွေအတွက်အရေးအကြီးဆုံးအချက်ဈေးနှုန်းပေါင်ကမ္ဘာဈေးနှုန်းကဒေါ်လာ429နဲ့အထက်မြန်မာငွေ7သိန်းဝန်းကျင်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့မြန်မာပြည်ရောက်ရင်တော့အခွန်အခါတွေတင်သွင်းမှုဈေးတွေလက်ရှိနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေကြောင့်30နီးပါးလောက်အထိဒါမှမဟုတ်ပိုများဖြစ်သွားနိုင်ပါတယ်။ဒီဈေးနှုန်းနဲ့ဆိုရင် Android ဖုန်းလောကမှာတကယ်ကိုအားကောင်းတဲ့ဖုန်းတွေအများကြီးရှိတယ်။ဒါပေမဲ့ Apple ရဲ့ Apple Ecosystem လုံခြုံရေး software update ရရှိမှုဖြန်ရောင်းဆေးကောင်းတာတွေကိုထည့်သွင်းစဉ်းစားရမှာပေါ့။မြန်မာပြည်မှာ iPhone တွေကဖြန်ရောင်းဆေးအမြဲကောင်းတာနှစ်အကြာကြီးသုံးလို့ရတာကတော့အားတင်းစရာကောင်းတဲ့အချက်ပါ iPhone SE ကလည်းဒီအချက်မှာမတူချားနာမှာမဟုတ်ပါဘူးဘယ်သူတွေအတွက်လဲဒီဖုန်းကဘယ်သူတွေအတွက်လဲအရင် iPhone 6, 7, 8တွေကနေအဆင့်မြင့်ချင်သူတွေ Android ကနေ iOS ကိုစမ်းသုံးချင်တဲ့သူတွေဒါမှမဟုတ်ငွေအများကြီးမသုံးပဲ Apple ရဲ့စွမ်းဆောင်ရည်ကောင်းကိုလိုချင်သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်လာနိုင်ပါတယ်ကျောင်းသားဝန်ထမ်းတွေအတွက်လည်း budget နဲ့ quite ညီပြီးအရွေးအစားကောင်းတဲ့ဖုန်းတစ်လုံးဖြစ်ပါလိမ့်မယ်နေကုန်ချုပ်ကဲနေကုန်ချုပ်အနေနဲ့ပြောရရင် iPhone SE 2024ကညွှန်ပြအတွက်တက်လားမတန်ဘူးလားဆိုတာကတော့တင်းရဲ့လိုအပ်ချက်ဘတ်ဂျက်နဲ့ဦးစားပေးမှုပေါ်မှာမူတည်ပါတယ်။အရင်ဒီဇိုင်းကိုသဘောကျပြီးစွမ်းဆောင်ရည်အမြင့်ဆုံး Apple Ecosystem ထဲကိုဝင်ချင်တယ်။လုံခြုံရေးကိုအလေးထားတဲ့ပြန်ရောင်းဆေးကောင်းတာကိုလိုချင်တယ်ဆိုရင်တော့ဒီဖုန်းကတင့်အတွက်အကောင်းဆုံးရွေးချယ်မှုထင်နိုင်ပါတယ်။ဒါပေမဲ့မျက်နှာပြင်အပြည့်ကင်မရာအများကြီးနဲ့ခေတ်မီဒီဇိုင်းကိုလိုချင်တယ်။ Android နဲ့လွတ်လပ်မှုကိုပိုနှစ်သက်တယ်ဆိုရင်တော့ဒီဈေးနှုန်းပမာဏမှာ Android လောကမှာတခြားရွေးချယ်စရာတွေအများကြီးရှိနေပါသေးတယ်လို့ပြောချင်ပါတယ်။တင်ရော iPhone SE 2024ကိုစိတ်ဝင်စားလားဘာတွေသိချင်သေးလဲဆိုတာ comment မှာရွေးခဲ့ပေးပါအောင်နော်ကျွန်တော်တို့ဒီဗီဒီယိုကိုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye